Hello baby Arika ba Nido ma Nido ကြိုက်ကြတဲ့ baby လေးတို့အတွက် Nido လို cute မဟုတ်ပဲနဲ့လုံးပုံလေးထည့်ထားပါတယ်နော်ကဲဒီမှာအယောင်လေးတွေကလည်းအစုံပဲဒီမှာကတော့ဆိုင်ပိုင်ရှင်ကိုကြီးအိတ်နေရပါဘာလေးဖောက်ရင်ကောင်းမလဲကဲထုံးစံအတိုင်းမမရဲ့ favorite color ဖြစ်တဲ့ပယောက်လေးပဲဖောက်လိုက်ပါတော့မယ်မမတို့အခုတင်နေတဲ့ Nido လေးတွေကအစ်စ်မဟုတ်ပါဘူး inspire တွေပါအခုပြောရရင်တော့ copy ပေါ့နော်တကယ်အစ်စ် Nido တွေ damage မှာဆိုလို့ရှိရင်$15လောက်မြန်မာပြည်ရောက်လို့ရှိရင်$1,000လောက်ဖြစ်သွားမယ်$1,000ကျော်လောက်မယ်အစ်စ်လို့ထင်ပြီးဝယ်မှာဆိုလို့ပါအစ်စ်လို့ထင်ပြီးဝယ်လိုက်လို့ထင်မှာဆိုလို့ပါရှင်အခုရောက်နေကြတဲ့ပစ္စည်း69%ကအစ်စ်မဟုတ်ပါဘူးနော် inspire တွေပါ baby လေးတို့အစ်စ်စီလေးနဲ့ပေးဝယ်မိမှာဆိုလို့ပါဒါလေးကမမတီတာကိုပြောပြတာပါကဲဆက်ဖောက်လိုက်ရအောင်သူ့ရဲ့တက်ချာလေးကလေနီဒိုအိုက်ကျူနဲ့လိုမျိုးမဟုတ်ဘူးသူကအိုက်ကျူထက်ပိုမာတယ်ပေါ့နော်လက်အိတ်နဲ့ဆိုတော့ဖောက်ခက်လို့ခွင့်လို့ပေးကြပါအမအနီးကကြည့်ပါဦးဘလောက်လှလဲဆိုတာလုံးဝကလတာလေးလေးလန်းဟုတ်ကလတာမဟုတ်ဘူးကွာအပြောင်ကလတာလေးလိုလေးနေရအဖုလေးတွေကလည်းအသေးရစရာလေးတွေကြားလားအဲ့လိုစုပ်လို့ကောင်းတယ်ကဲစိတ်ရှိတလောက်ဆွဲမယ်ကွာတွေ့လား slow rising လေးကဲထဆွဲမယ်ညင်မယ်တော်တော်ညှင်လို့ကောင်းတာပါစိတ်ကြိုက်တာပြက်လူတော့သွားမပြက်နဲ့နော်အဲ့ဒါထင်ခေါင်းကွဲမှာစတာပါခေါင်းကွဲမှာတော့မဟုတ်ပေမဲ့နာမှာပေါ့နော်ရှေ့ကဆိုင်ပိုင်ရှင်နဲ့ဆော့မလို့ဆိုင်ပိုင်ရှင်ကချီးတာသူနဲ့မဆော့တော့တော်ပြီကိုယ့်အကိုပဲဆွဲဖြဲတော့မယ်ဆွဲတယ်စန့်တယ်ဒီအလုံးလေးကတော့တိုဖူးလို့ခေါ်ပါတယ် Nido IQ နဲ့က4000နဲ့အဝိုင်းအဲ့လိုကွာတာပါမမစီမှာရှိရဲ့ install ကအစိမ်းရယ်ပန်းရောင်ရယ်အပြာရယ်ခရမ်းလေးရယ်ဆိုပြီးတော့4ရောင်ရှိပါတယ်ဒါလေးတွေက stock အများကြီးမရှိလို့နည်းလာဝယ်ကြပါနော်ရန်ကုန်မြို့တွေလည်းအယောင်ငွေချေပို့ပေးပါတယ်နော်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ဗီဒီယိုတတာ